everyone. မြို့ဒီနေ့မှာတော့ GED Mathematical Reasoning ရဲ့ real test မှာအမေးများတဲ့ basic algebra တွေကမိကုံးလေးတစ်ပုဒ်ကိုတူတူတော့ကြည့်ကြရအောင်။ဆိုတော့စာမေးပွဲမှာအမေးများတဲ့ပုံစံလေးကိုမြင်ရွှေပြီးတော့ထုတ်ပေးထားပါတယ်။ဒါဆိုရင်မြို့တူတူသွားပြီးတော့ကြည့်စီရအောင်နော်။ Okay, so မရှိမှာပြောခဲ့တယ်လို့ပဲမိကုံးတစ်ခုကိုတော့မယ်ဆိုရင်ဘယ်လိုမိကုံးမဲလာလားဘယ်လိုဘာသာရပ်ပဲလာလားမိကုံးကနေရင်စားပြီးတော့ဖတ်ပါတယ်။ဒါဆိုရင်မြို့ဒီမှာလေချွင်းချက်မရှိညာဘက်ကမိကုံးကနေရင်စားပြီးတော့ဖတ်မယ်။ So find Danny's average speed at 2 p.m. when he is driving 390 miles. အဲ့တော့ Danny ရဲ့ average speed သူကအချိန်ကိုပေးထားတယ်ပေါ့နော်။နေ့ကင်း2နာရီမှာတဲ့390မိုင်မောင်းနှင်ပြီးသွားတဲ့ Danny ရဲ့ average speed ကိုရှာပြပါတယ်ဆိုတော့ average ကိုလိုချင်တယ်ဆိုတာကမြို့ miles per hour ကိုလိုချင်တာအဲ့တော့ဒီမှာ ABCD ပေးထားတယ်70 60 75 65တဲ့ Okay ဒီလောက်သိပြီဆိုရင်ဘယ်ဘက်က information ကိုတွားပြီးတော့ဖတ်ကြည့်ကြမယ် So Danny က leave on a drive across the state at 8 a.m. မနက်၈နာရီမှာထွက်သွားတယ် In the afternoon နေ့ကင်းရောက်တဲ့အခါမှာသူရဲ့ average speed ကဒီ equation လေးနဲ့ပေးထားပါတယ်တဲ့ expression လေးတစ်ခုကိုသူကဖော်ပြထားတယ် Where T ဆိုတာက number of hour past noon and D is the distance driven အမျိုးT ကအချိန်ဘာအချိန်လဲဆိုရင် noon ကိုကြော်သွားတဲ့ noon ဆိုတာကနေ့လည်ခင်းအမျိုး noon ဆိုရင်12နာရီပေါ့နော်12နာရီကိုကြော်သွားပြီးတဲ့ကြာချိန်ကို T ဖြစ်ပြတယ် D ဆိုတာက distance နဲ့အမျိုးလိုချင်တဲ့ average ကိုဒီ formula လေးနဲ့ပြီးရဲဆိုသူ့ထဲမှာခုနကပြီးထားတဲ့ကိန်းလေးကိုအစားသွင်းပြီးတော့တော့ပေးလိုက်အောင်မယ်အဲ့ဒီနေရာမှာတတိထားမှာတကူကပါလဲဆိုရင် T ပေါ့နော် number of hour past noon ဆိုတဲ့ဟာလေးဆိုမျိုးဒီ past noon ဆိုတဲ့ဟာကိုမသိလိုက်ဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့8နာရီကနေစတယ်ဒီမှာ2နာရီအဲ့တော့9 10 17 12နှစ်ဆိုပြီးတော့မျိုး6နာရီဆိုပြီးတော့ဒီကိုတူ6နာရီဆိုပြီးတော့တွားလုံးမိတတ်တယ်ဒါမဲ့ဒီမှာ past noon လို့ပါနေတယ်ဒါလေးအရေးကြီးရယ်နော်နေ့ကင်း12နာရီကိုကြော်သွားပြီးတဲ့နောက်ကြာချိန်လို့ပြောထားတာအဲ့တော့12နာရီကနေစသွားမယ်သူကဘယ်နှစ်နာရီမှဖြစ်နေရလဲဆိုတော့2နာရီအဲ့ကြာချိန်ကဘယ်လောက်လဲကြာချိန်တီးကဘယ်လောက်လဲဆိုရင်2နာရီပေါ့စနစ်ကနေ1နှစ်ခေဒါဆိုရင်တီးက6မဟုတ်ပဲね2ဖြစ်သွားပြီတီးကကြတော့ဒီမှာပြီးထားတယ်390Okay ဒါဆိုရင်မျိုးထည့်ပြီးတော့လိုက်အောင်မယ်ဆိုတော့စာမေးပွဲမှာကဒီလိုမိကိုနေဆိုရင်calculator သုံးပြီးတော့လို့ရတယ်ဒုတိယပိုင်းမှာမေးတတ်တယ်ပေါ့နော်အဲ့တော့မျိုး calculator လေးကိုဖွင့်ပြီးတော့ဒီနေရာမှာ390ပြီးတော့ရင်ဒီနေရာမှာ2ပြီးတော့ +4 ဒါလေးထည့်ပြီးတော့ရိုက်ပြီးတော့နှိပ်လိုက်အောင်ပါပဲအဲ့တော့ဒီမှာတော့ calculator မပါတဲ့တော့မြန်လက်နဲ့တော့လိုက်မယ်ပေါ့နော်6 390 390ဆို6 6လေး36 36 9လေး30 65 mile per hour ဆိုအဖြေမှန်လေးကဒီတဲ့65 mile per hour Okay ဆိုတော့ဒီမေးခွန်းလေးကိုလည်းအားလုံးရကြမယ်လို့မျှော်လင့်ပါတယ်ဒီနေရာမှာမြို့တော့စာအုပ်တေချာဖတ်ဖို့ကအရေးကြီးကြောင်းကိုပြသွားတာပေါ့နော်ဒီ past noon ဆိုတဲ့ဟာလေးကတေချာမဖတ်ပဲနဲ့ကြော်သွားမယ်ဆိုရင်မျိုးအဖြေလေးမှားသွားမှာဆိုတော့ဒီစာဖတ်ပြီးတော့ဖြေရတဲ့ science ဆို RL လို့ social တို့မှမဟုတ်ဘူးပေါ့နော်တင်ချာလေပေးထားတဲ့မိကွန်ပေးချက်ကိုတိတိကျကျဖတ်တတ်ဖို့လိုအပ်ပါတယ်မျိုးစာဖတ်တဲ့အခါမှာတေချာလေး gear design နဲ့ဖတ်ပြီးတော့ဖြေမယ်ဆိုရင်အဆင်ပြေပါပြီအဲ့တော့ဒီနေ့တော့သွားတဲ့မိကွန်လေးကိုလည်းအားလုံးရကြမယ်လို့မျှော်လင့်ပါတယ်ထုံးစံအတိုင်းမေးချင်တာသိချင်တာရှိရဲဆိုရင်ဒီ post လေးရဲ့ comment မှာမေးထားလို့ရပါတယ်ဒါဆိုရင်မြေနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye